ဒီတစ်ခါရောဘာဖြစ်လို့ပြန်လာရလဲ ဒီမှာအလောလောအဆင်မပြေလို့လေညီမပြည်ပြန်ချင်လို့ ဟုတ်ပြီအဲ့ဒါဆိုရင်အကြောင်းပြချက်လေးပြောပါဦး ညီမကခလေးတွေထိန်ရတယ်ထမင်းဟင်းဆက်တန့်ရှင်ရေးအဝတ်လျှော်မိဘူးတိုင်အကုန်လုံးလောက်ရတယ်အဲ့ဒါအပြင်ကိုတစ်ခါလေကြာတယ်တို့ဆွေမျိုးတွေအိမ်မှာလိုက်လောက်ရအဲ့ရုံကလူတွေသိလား ဒါတော့ကကို့တဘောနဲ့ကိုလာခဲ့ရလေငါတို့ကအတင်းအဓမ္မခေါ်ခဲ့လို့လား ဟုတ်ပြီအားဆိုလို့ရှိရင်ယော်ကြီးပြန်မယ်လေပတ်စံဘလောက်လဲတွက်ပြီ ကောင်းပြီလေစာအုပ်လုပ်ပေးတာရဲ့မြန်မာနိုင်ငံအေဂျင်စီမှာနေတာစားတာရဲ့တောက်ချီလိတ်လမ်းကြောင်းထိုင်းဗီဇာထိုင်းရနေအိုမန်လင်းရင်လက်မှတ်အိုမန်ဗီဇာအိုမန်အေဂျင့်အိမ်မှာနေရစားတာအကုန်အပြီးစီ350ပဲပေးလေ ဟဲ့ဘာဆောက်ကြောင်လဲ350တောင်ပေးရမှာလဲတခြားရုံတွေအဲ့လောက်မပေးရအောင်ဆိုတာငါမသိဘူးညာမှတ်နေလား ဒါငါယုံလေငါတောင်းကျင်လို့တောင်းပါပေါ့အဆင်ပြေလား You know I'm